ဖြည့်ပေးလိုက်မယ်နော်ငါလေးကိုဘယ်လိုလုပ်လဲဆိုတော့ဒီမှာဟိုဒီလေး6လုံးရှိတယ်လေအဲ6လုံးရှိတာဟာကိုဒီမှာ overhead ဒီဘက်ထိပ်ကိုဒီဖလန်းပြားလေးကိုဖောက်ပြီးဒီလိုကိုယ်ဓာလေးနဲ့အကိုက်ပေါ့ဒီမှာဓာလေးနဲ့အကိုက်ဒီလိုလေးဖြစ်အောင်ဖောက်လိုက်နော်ဒီလိုလေးဖြစ်အောင်ဖောက်လိုက်ပြီးဆိုရင်ကောင်လေးကိုတော့ဒီမှာဓာလေးနဲ့အကိုက်ဖြစ်အောင်ဒီမှာဓာလေးကိုလည်းကိုလိုချင်တဲ့ပုံစံလေးဒီပုံစံကြိုက်ရင်လည်းဒီလိုပုံစံလုပ်လို့ရတယ်ဒီပုံစံမဟုတ်ပဲကိုကြိုက်တဲ့ဒီဇိုင်းပေါ့နော်ကြိုက်တဲ့ဒီဇိုင်းလုပ်လို့ရတယ်လုပ်ပြီးလို့ရှိရင်ဓာလေးကိုဒီတန်ပြားတော့အထူလေးဖြစ်အောင်လို့နော်တန်ပြားတော့အထူလေးနဲ့မှဆင်ပြီးမှာအဲ့ဒါကိုဒီမှာဓာလေးကိုနည်းနည်းခက်ကြက်လေးဖောက်ပြီးလို့ရှိရင်ဒီမှာဒီဘောလေးပေါ့နော်ဘောလေးကိုဒီမှာအလဲတဲ့ရအောင်ထိုင်ပြီးလို့ရှိရင်ဝရိန်လေးဒီလိုဆော့လို့ပြီးလို့ရှိရင်ဒီမှာဒီကောင်လေးနဲ့ဒီလိုကြိုက်လေးဖြစ်အောင်အဲ့လိုမျိုးကြိုက်လေးဖြစ်ရင်ဒီပုံစံလေးနဲ့နော်ဒီလိုလေးပြန်လုပ်ပြရမယ်နော်နားလေးဆောက်ဒါလေးတက်ပြီးလို့ရှိရင်ပြန်ပြပေးမယ်နော်ဟွာဒါလေးကတက်ပြီးပြီနော်ဒါလေးတက်ပြီးသွားပြီဒီလောက်ပဲရောက်ရတယ်ဒါလေးကတက်ပြီးသွားနော်တက်ပြီးသွားလို့ရှိရင်နှမ်းမှကြည့်လိုက်ဟွာချိန်ကြလို့လဲတာကောင်းလာလို့ရှိရင်မတရားလဲပါလေကြီးကဘယ်ကသွားနေလို့ရှိရင်လိုက်မလဲဘူးတော့သူသဘာသာသွားတာဒါပေမဲ့တော်တော်လဲပါတယ်တော်တော်ကြီးကြည့်ကောင်းပါတယ်မကြည့်တစ်ခါလဲရင်တော့25စက္ကန့်လောက်ကြာတယ်အဲ့မှာလဲတယ်နော်ကဲဝါသနာရှင်ဗျာသင်ပြပါစေလို့နော်အကျဉ်းချင်းဖလဲတာပါတော်တော်လေးလဲပါတယ်ကဲသင်ပြပါစီနော်